အားလုံးပဲမင်္ဂလာပါဒီကံလုံးပြပေးမဲ့လက်ကတော့ဒီ DCP စာပါနေပြီးတော့ကျွန်မ IP assign လုပ်ပြီးတဲ့ပုံစံမျိုးကိုလုပ်ပြီးမှဖြစ်ပါတယ်ဒါပေမဲ့ဒီကံလုံးမဲ့လက်ကကျတော့ရှေ့မှာလုပ်ပြခဲ့တဲ့လက်နဲ့မတူတဲ့ဘာချက်ကကျတော့ different network ဖြစ်ပါတယ်ပေါ့နော်DCP စာပါက VLAN လေးပဲလို့ခေါ်တယ် network ထဲမှာရှိနေပြီးတော့ IP request လုပ်မယ် host device တွေကတော့ VLAN လို့ခေါ်တယ် network ထဲမှာရှိနေတယ်ပေါ့အဲ့တော့အဲ့ကကျတော့အခုလက်ရှိဒီမှာကnetwork ရောက်ကြည့်မယ်ဆိုကြလို့ရှိရင်တော့ different network ဖြစ်သွားတယ်ပေါ့ different network ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်ရှေ့ကစိမ့်ဗီလန်ထဲမှာရှိနေတယ်ပေါ့နော်ပုံစံနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဘာကြီးကွာခြားချက်ဖြစ်သွားလဲဆိုတော့ different network ကိုသွားချင်တယ်ဆိုကြလို့ရှိရင် gateway လိုအပ်ချက်ဖြစ်လာပြီပေါ့နော်ဒါကြောင့်မို့ဒီမှာဒီလက်ပြမှာဆိုရင် gateway ဖန်တီးပေးရမယ်နော် gateway နဲ့ပတ်သက်တဲ့ configuration လုပ်ပေးရမယ်ဒီဟာလေးထူးခြားချက်ရှိလာမယ်နောက်တစ်ခုကကြတော့ဒီ different network ဖြစ်တဲ့အတွက်ကြောင့်မို့ဘာကိုအသုံးပြုဖို့လဲလို့လဲဆိုရင် DHCP relay agent feature လေးကိုလည်း on ပေးဖို့လိုတယ်ပေါ့ DHCP relay agent feature မဟုတ်ခဲ့ဘူးဆိုလို့ရှိရင်ဒီ different network မှာရှိနေတဲ့ VLAN တွေကနေပြီးတော့ပေါ့နော် DHCP server စီကို IP request လုပ်တဲ့အခါမှာသူကတိတ်အောင်ဟုတ်ပေါ့အဲ့ဒီကြောင့် relay agent လေးကိုပေးဖို့လိုတယ်နော်ဒါထူးခြားချက်အနေနဲ့ကတော့အဲ့ဒီနဲ့ချက်ထူးခြားချက်ရှိပါတယ်ဒါကြောင့်မို့ရှေ့ကလက်ပါတော့ same VLAN ဖြစ်ခဲ့တဲ့ same VLAN same network ထဲကနေပြီးတော့ကျွန်တော် IP request လုပ်တဲ့ server လေးပဲ same network ထဲမှာ creation လုပ်ခဲ့တယ်နော်အခုဒီ lab ကကြတော့ different network မှာထားပြီးတော့ creation လုပ်တယ်ကဲဟုတ်ပြီအောင်ဆိုရင်ထူးခြားချက်ကိုခြားနားချက်လေးကိုတည်သွားပြီးဆိုရင်ရှင်တော့အဲ့ဒီခြားနားချက်လေးပဲလိုက်ပြီးတော့မှတ်သားဖို့ပဲလိုအပ်တော့မှချင်ပါတယ်နော်အဲ့တော့ဘာတွေရောမလဲဆိုတော့ step by step ပြန်ပြောရမယ်ဆိုရင်ရှင်တော့ asset layer ဆွေးဖြစ်တဲ့ switch box ဆိုလို့ရှိရင် VLAN create လုပ်ရမယ်ဒီကကြတော့ VLAN အကျဉ်းရဲ့အလေးပိုင်းဆိုတော့ network create လုပ်ဖို့လိုအပ်တယ်ပြီးတဲ့အခါကျတော့ VLAN membership လုပ်ရတာဒါ asset layer switch box VLAN membership လုပ်မယ်နောက်တစ်ခုကကြတော့ဒီမှာ different network ဖြစ်သွားတာဖြစ်တဲ့အတွက်ဘာလို့လာလဲဆိုတော့ gateway လိုအပ်တာဖြစ်တဲ့အတွက် interVLAN routing သုံးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့ဒီမှာတော့ switch ကိုသုံးထားတာဖြစ်တဲ့အတွက်ကြောင့် interVLAN routing ကိုတော့ SPI technology သုံးပြီးတော့ interVLAN routing သုံးသွားမယ်အဲ့တော့ switch မှာတရားနေလောက်ရမယ်နောက် DHCP server မှာဘာတွေလုပ်ပြရမလဲဆိုလို့ရှိရင် DHCP ပူဆောက်ပဲပူဆောက်နောက်တစ်ခါကျတော့ router ကိုသုံးပြီးတော့ DHCP server ဖြစ်အသုံးပြုတာဖြစ်တဲ့အတွက်ဒီ router ရဲ့ interface E0/0 ကို IP ပေးဖို့လိုအပ်တယ်ပေါ့နော်ဒါတွေလုပ်ပေးဖို့လိုအပ်တယ်အဲဒီလိုမျိုး DHCP configuration လုပ်ပြီးပါပြီဆိုတဲ့လို့ရှိရင်နောက်တစ်ချက်အနေနဲ့မလုပ်ဘူးလို့လည်းဆိုကြလို့ရှိရင်ဒီ relay agent တောင်းပြီးတော့ switch ပါပေါ့ interface VLAN တိုင်အောင်ပါ relay agent ကိုပေးရမယ်ပေါ့နော်အဲ့ဒီလိုအောင်ပေးမယ်နောက်တစ်ခါကျတော့ different network ဖြစ်သွားတာဖြစ်တယ် router different network ကိုတွားခြင်းဆိုသူစီမှာမရှိဘူးလို့လည်းဆိုရင်ဒီ router ကြောင်းရှိလို့ route ရှိလို့လည်းဖြစ်တယ်ဒီနေရာမှာ default route လေးလည်းတုံးရအောင်เนาะ default route ကိုတုံးပြီးတော့ကျွန်မ different network ကနေပြီးတော့ကျွန်မတခြား network ကိုတွားဖို့အတွက်အဆင်ပြေစေတယ်ပေါ့နော်။ဒါကြောင့်လို့ဒီနေရာမှာ DHCP server ပိုင်းကဘာတွေလုပ်ပေးရမလဲလို့မေးလို့ရှိရင် IP ပေးရမယ်ပြီးစီရင်ဦးတည်စားရမယ်ပြီးလို့ရှိရင် default route တုံးရမယ်ပေါ့နော်။ကဲဟုတ်ပြီတော့ segregation step by step အဆင့်ဆင့်လိုက်ပြီးတော့လုပ်ကြည့်ရအောင်။ဟုတ်ပြီတော့ဆိုရင် asset layer switch ဖြစ်တဲ့ switch ကိုတွားလိုက်မယ်နော်။ switch လေးမှာဆိုကြလို့ရှိရင်အရင်ဆုံး host name လေးပေးလိုက်မယ်နော် host name လေးနဲ့ asset layer switch ကိုပေးလိုက်ပြီကဲလုပ်တဲ့ကဆိုလုပ်ပြီးတဲ့ကဆင်ဆိုတဲ့အတိုင်း do show VLAN break ဆိုပြီးတော့ဆက်လိုက်ပြီဘာမှမရှိဘူးအခုလည်းဒီကိုစိတ်တိုင်းက VLAN break လုပ်တော့မယ် VLAN နှစ်ခုလောက်အောင်ကျန်နေတယ်ဆိုတော့ VLAN နှစ်ခု break လုပ်လိုက်တယ် do show VLAN break ပြီးတော့ကြည့်လိုက်ကိုလိုချင်တဲ့ VLAN အတိုင်းပဲ VLAN တစ်ခုရလာပြီ okay ဒါဆိုရင် VLAN တစ်ခုရလာပြီဆိုကြလို့ရှိရင်အခုလည်းရှိstep 2အနေနဲ့ VLAN membership လုပ်မယ်အဲ့တော့ interface range E0/0 ကနေပြီးတော့2အထိက VLAN တိုင်းရဲ့ member ဖြစ်တဲ့အတွက်ပုံပေါင်းပြီးတော့လုပ်လိုက်မယ် switch board ကို switch board asset VLAN jam switch board ကို configuration okay နောက်တစ်ခု interface E0/3 သူကကျတော့ switch ဒီ VLAN 11ရဲ့ member အနေနဲ့လောက်အောင်ဖြစ်တဲ့အတွက် switch board access VLAN 11 switch board ကို negotiate okay နောက်ဆိုကြလို့ရှိရင်အခုဒီနေရာမှာကိုလုံးလိုက်တဲ့ VLAN membership မှန်လားမှားလားဒါလေးကိုပြင်ပြီးတော့စစ်ကြည့်မယ်ပေါ့ show VLAN ပြီးနဲ့စစ်ကြည့်မယ်ဟုတ်ပြီနော်နောက်ဆိုကြလို့ရှိရင်အခုဒီနေရာမှာVLAN 10အတွက် interface 3ခု11အတွက် interface 3ခုကိုလိုချင်တဲ့ design တိုင်းကြာသွားပြီ VLAN membership လုပ်လို့ပြီးသွားတယ် different network ဖြစ်တဲ့အတွက်တော့မလုပ်လို့ရတယ်လို့ဆိုရင် interface routing သုံးပြီးလို့ရတယ်ဒါကြောင့်မို့ IP routing သုံးလိုက်တယ် interface VLAN jam interface VLAN တိုင်းရဲ့ gateway IP ဖန်တီးပေးရမယ် 10.0.0.1 ဖန်တီးလိုက်မယ်နော် September ကတော့ select 24ဖြစ်တဲ့အတွက် 2.5.0 တမန်ပဲပြီးရင် no share လို့တမန်ပဲကဲဟုတ်ပြီနောက်တစ်ခု interface VLAN 11နော် IP address
10.0 သူ့ကို1.1လို့ပေးလိုက်မယ် 1.1 ပေါ့နော် September ကတော့ select 24လို့ပဲထားမယ်255.0 okay နောက်တစ်ခု Russian ဟုတ်ပြီဒါဆိုကြလို့ရှိရင်ဘာလို့ပြီးသွားပြီလဲဆိုကြလို့ရှိရင် interval routing တနည်းအားဖြင့်တော့ RGA gateway အဲဒီလိုပြီးသွားပြီကဲဟုတ်ပြီနောက်ဆိုကြလို့ရှိရင်တော့ပြီးပြီဆိုရင်စစ်ကြည့်မယ်show RVP by ASP and sign ကဲမခုလုံးမှာ status မှာလည်း active protocol မှာလည်း active ဆိုတော့ interval routing နဲ့အောင်မြင်သွားပြီဒါဆိုရင် SLA switch မှာလုပ်ရမယ် configuration တွေလုပ်လို့ပြီးသွားပြီကဲဟုတ်ပြီနောက်ဆိုကြလို့ရှိရင်ပြန်ဆက်သွားမယ်ဆိုတော့ DHCP server စီကိုပါမယ်ပေါ့နော်ကဲ DHCP server စီတော့ DHCP server လုပ်ရမယ် configuration တွေကတော့3ခုရှိတယ်ပထမတစ်ခုက boot ဆောက်ရမယ်နောက် boot ဆောက်ပြီးတဲ့အခါကျလို့ရှိရင်နောက်တစ်ခုအနေနဲ့က database ကို IPv ရမယ်။နောက် IPv ပြီးပြီဆိုတဲ့အခါကျမှသူက different network ကို route ကို IPv ရမယ်ပေါ့နော်။ဒါကြောင့်အဲ့ဒီအချက်၃ချက်ကိုဒီမှာ configure လုပ်တော့မယ်။ hosting နေတဲ့ DHCP server နော်ဒါလေးပေးလိုက်ပြီ။ KOB အဲ့တော့ဘလို့ဖြစ်တဲ့ကားစီလုပ်ပြီးဒီကားစီဆို show run by session IP DHCP ဆိုပြီးစစ်ချင်တာ။ဘာ configuration မှာမရှိသေးဘူး။ဟို IP DHCP ပို့ဆိုပြီးတော့ပို့တည်ဆောက်တယ် VLAN 10ပေါ့နော် VLAN 10တော့ပို့တစ်ခုတည်ဆောက်တယ်အဲ့တော့ IP information ပေးချင်တာဖြစ်တဲ့အတွက် network command ကိုတုံးပြီးတော့ IP information ပေးလို့ရတယ်အဲ့တော့ IP အနေနဲ့က 10.0.0.0 ဆိုတဲ့ information ပေးထားပြီဒီ network address ကိုပေးလိုက်ပြီနော် supplement က select 24ပေးတယ်ဆိုလိုတဲ့ DB ကတော့ဒီ 10.0.0.0 ဆိုတဲ့ network ထဲမှာတဲ့ select 24လို့ပြောလိုက်တာဖြစ်တဲ့အတွက် IP ပေါင်းစုစုပေါင်း254ခုနော်တုံးလို့ရတဲ့ IP ရှိဘက်ကိုပေးလို့ရပြီဆိုပြီးသတ်မှတ်ပေးလိုက်တာ။ Okay နောက်တစ်ခု different network ဖြစ်တဲ့အတွက် default gateway သတ်မှတ်ပေးလို့ရတယ်။တနည်းအားဖြင့်တော့ default router ပေါ့နော်။ဒါဆိုရင်ဒီခုလက်ရှိဒီ VLAN 10ရဲ့ gateway ကဘယ်လိုလဲလို့ပြောလို့ရှိရင် 10.0.0.1 interval routing လို့တော့အသုံးပြုခဲ့တဲ့ IP address နော်။VLAN 10ရဲ့IP က 0.1 KOV နောက်တစ်ခု DNS server အနေနဲ့ကတော့အခုလက်ရှိဒီပဲ DNS server ကိုပဲသုံးလိုက်ပြီး domain name abc.com လို့ပဲပေးလိုက်ပြီเนาะ KOV အခုရင်လက်ရှိ excluded address လေးခြံခဲ့လိုက်မယ် IP DHCP excluded address အဲ့တော့ excluded address အနေနဲ့ကတော့ .1 အနေပြီးတော့ .NT ခြံပေးလိုက်မယ်။ဘာကြောင့်လဲဆိုတော့ရှေ့ကဆယ်ခုကို server တွေအတွက်ပြီးချင်ပြီးလို့ရအောင်လို့ခြံထားခဲ့တယ်။ဟုတ်ပြီ။အဲ့ဒါဆိုလို့ရှိရင်ကို show run by session IP DHCP ကိုစစ်ကြည့်လိုက်။အဲ့တော့စစ်ကြည့်လိုက်တဲ့အခါ DHCP နဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်အားလုံးပြီးသွားတယ်။ KOB အဲ့ဒါဆိုလို့ရှိရင်ကိုဒီနေ့မှာ database easy select ကို IP ပေးမယ်။ IP address 10.0.0 sorry သူက1.1ဖြစ်တဲ့အတွက် 1.10 လို့ပြီးတယ်။ September ကတော့ select 24ဖြစ်တဲ့အတွက် 25 by 3ခုနော်။ဆိုတော့ KOB ကဆိုရင် IP ပေးလို့ပြီးသွားတယ်။ IP ပေးလို့ပြီးသွားပြီဆိုလို့ရှိရင်အခုလက်ရှိဒီနေရာလေးမှာမလုပ်ကြည့်ဘူးဆိုလို့ရှိရင် IP ရော default route လေးတက်မှာပြီနော်။ဒီ default route လေးပြီးတယ်။ဒါ different network ဖြစ်တဲ့အတွက် different network ကိုသွားချင်တယ်ဆိုလို့ရှိရင် router ရှိလို့ရတယ်။အဲဒီအတွက်ကြောင့် default route ကိုရေးလိုက်တာ။အဲ့တော့ default route ကိုရေးတဲ့ပုံစံ08ပုံစံရေးတယ်။ဒါကသူ့ရဲ့နောက်က laser IP ကိုရေးရမယ်။ laser IP ကဘာလို့လဲဆိုရင်သူ့ရဲ့ဒီ VLAN 11ရဲ့ gateway VLAN 11ရဲ့ gateway ဖြစ်တဲ့အတွက်ကြောင့် 1.1 ဆိုပြီးပြင်လိုက်နော်။ကဲဟုတ်ပြီ။ဒါဆိုလို့ရှိရင် IP route ကိုဒီ default route ကိုစစ်ချင်တယ်ဆိုလို့ရှိရင်တော့ show IP route ကိုစစ်ချင်တာ။ဒါဆိုလို့ရှိရင်အခုဒီနေရာမှာဒါလေးတွေ့ရလိမ့်မယ်။ဒါလေးက routing ဒီပုံစစ်တယ်။ဟုတ်ပြီလားဆိုရင်ဒီ server မှာလုပ်ရမယ် configuration တွေနဲ့အလုံးလုံးလုပ်ပြီးသွားပြီဆိုလို့ရှိရင် VLAN 10ရဲ့ host device တွေနေရာနေပြီးတော့မှ IP တောင်းကြည့်မယ်။ IP DHCP ဆိုပြီးတော့တောင်းကြည့်တာနော်။အဲ့တော့ IP DHCP ဆိုပြီးစပြီးတော့တောင်းမယ်။အဲ့တော့အခုပထမဆုံးနေရတော့ဒီနေတဲ့ DDD ဆိုပြီးတော့မြင်ရတယ်ပေါ့နော်။အဲ့တော့တစ်ချိန်နဲ့တစ်ချိန်လွတ်ကြည့်ပေါ့လေ။ဒီချိန်က3ချိန်လွတ်ကြည့်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်အခုဒီညမှာနောက်တစ်ချိန်ထပ်တောင်းကြည့်မယ်။အဲ့တော့ BBC 3 4အစပြင်ပေါ့နော်။တစ်ခုချင်းစီတောင်းကြည့်ရအောင်။ဒါလေးကြားလို့ရှိရင်နည်းနည်းလေးကြာတတ်တယ်နည်းနည်းလေးကြာတတ်တာဖြစ်တဲ့အတွက်ကြောင့်ခဏလေးစောင့်ကြည့်ရပါလိမ့်မယ်နော် Okay DHCP တော့ BBC 4ပြီးရင် BBC 5နော် BBC 5က IP DHCP နော်ဒီလိုလေးတောင်းကြည့်လိုက်တော့ BBC 4မှာတစ်ချက်ပြန်ပြီးတော့ကြည့်ချင်အောင် sorry 3မှာတစ်ချက်ပြန်ကြည့်အောင်ဘယ်လိုဆိုတော့မတွေ့ဘူးပေါ့လေနော် Oh sorry ဘာကြံနေသေးလို့ဆိုရင်အခုဒီမှာမကြတဲ့အကြောင်းရင်းက relay agent လေး
မျိုးကြံနေလို့မကြတာနော်အဲ့တော့ asset တွေက switch မှာပြန် on ပေးရမယ်ဆိုလို့ရှိရင် relay agent on ပေးလို့နော် interface sorry interface ဒီလာကျန်အောင်လုပ်သွားပြီးတော့ relay agent ဆိုတာစာစကားရအဲ့တော့ command ရဆိုတော့ IP hacker address DHCP ရဲ့ address ကိုကိုကဒီမှာလာပြောပေးရတယ်အဲ့တော့အဲ့ဒီလိုမျိုးပြောပြီးတဲ့အခါကျမှသူကဘယ်ကိုသွားနိုင်လဲဆိုတော့ DHCP server စီကိုသူတည်မယ်သွားနိုင်တယ်ပေါ့နော်ဒါကြောင့်လို့သူဆွမ်းတော်က IP မကြသေးတာကဲ relay agent နေတဲ့ IP ဆိုရင်တော့ဆွမ်းတော်က BBC တွေကနေပြီးတော့ IP တောင်းရပါပါတယ်နော်တော့ BBC 3 BBC 4တွေလည်းနောက်တစ်ခါပြန်တောင်းကြည့်တယ် BBC 5ကနေလည်းနောက်တစ်ခါပြန်တောင်းကြည့်တယ်နော်5ကနေတောင်းကြည့်တယ်နော်โอเคဒါဆိုကြလို့ရှိရင်အခုဒီနေရာမှာ IP ကြာတော့ပြီးရတယ်ဒါ relay agent တွေတခုကြာသွားလို့နော်ဟော်ဘီတော့ဆိုကြလို့ရှိရင်အခုဒီနေရာမှာ BBC 3မှာလည်းကြာနေပြီနောက်တစ်ခု .11 ရစပြီးတော့ကြာတယ် BBC 4 .12 ဆိုကြာသွားပြီပြီးရင် BBC 5နော်ဟာ.30ဆိုကြာတယ်ဟုတ်ပြီနော်ဒါဆိုကြလို့ရှိရင်အခုနေပြင်ကြီးနေဆိုကြလို့ရှိရင်တော့ IP မှာကြာပြီဆိုကြလို့ရှိရင်တော့ပြင်လို့ရပါပြီဘယ်လိုလမ်းမေးကြည့်လဲဆိုတော့ DHCP server စီကိုလမ်းပြီးတော့ပြင်ကြည့်မယ်လေ DHCP server 1.10နော်1.10ဆို DHCP server တော့ blind ပြန်လာတယ်နောက်ပြီးတော့ DHCP server ရဲ့ gateway ဖြစ်တဲ့ 1.1 server ကြည့်အောင်ရောက်တယ်ဆိုရင်တော့ gateway ကြီးက gateway ကိုဖြတ်ပြီးတော့ server ကြီးရောက်တာဆိုတော့ဒါအပင်းကြည့်နေဆိုကြလို့ရှိရင်တော့ဒါရမှာပဲဟုတ်ပါတော့ဒါကြောင့်လို့အခုဒီညမှာဒီစမ်းပြသွားတဲ့ lab ကတော့ဘာအကြောင်းအရာစမ်းပြသွားတာလဲဆိုရင် DHCP server ကိုသုံးပြီးတော့ IP request လုပ်တယ် IP assign လုပ်တယ်အဲ့တော့DHCP server နဲ့ IP request လုပ်တဲ့ host device တွေဟာဘယ်လိုအနေထားမျိုးမှာရှိနေလဲဆိုရင် different network အနေထားမျိုးနဲ့ရှိနေတယ်အဲ့ဒါဆိုကြလို့ရှိရင်ဘာတွေထူးခြားချက်တွေရှိသွားလဲဆိုကြလို့ရှိရင်gateway interface တွေဖန်တီးရတယ်တနည်းအားဖြင့်တော့ switch မှာ interface နဲ့ route တွေ run ပေးဖို့လိုအပ်တယ်နောက်တစ်ခုဒီ DHCP server အနေနဲ့ချိပဲရေးဆိုကြလို့ရှိရင်တော့ဘာဖန်တီးပေးဖို့လိုအပ်လာလဲဆိုကြလို့ရှိရင် default route ဖန်တီးပေးဖို့လိုအပ်တယ်နောက်တစ်ချက်အနေနဲ့ကဒီ switch မှာ relay agent DHCP relay agent ပေါ့နော်အဲ့ဒီ command လေးပုံပေးဖို့လိုအပ်တယ်ဒါတော့ကို online တဲ့အခါကျမှသာ IP တွေကနေ IP request လုပ်တယ်ဆိုရင် IP ကျန်ချပေးနိုင်မယ်နော် okay အဲ့ဒီလိုရှိရင်တော့အခုဒီ lab လေးကGB ဒီ lab လေးကိုကြည့်ပြီးတော့ကျတော့DHCP server နဲ့ IP request လုပ်မယ် device တွေက different network ဖြစ်နေလို့ဆိုရင်ဘယ်လို configuration လုပ်ရမလဲဆိုတော့အနေထားလေးကိုတော့နားလောက်ပြီးချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်